အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တရားထွန်းဆောင်ဗီဒီယို channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ပြောပြပေးချင်တာကတော့ပရိစိတ်လေးတစ်ခုပေါ့နော်တချို့ပရိစိတ်ချင်တဲ့သူတွေကမ်ပိတ်လက်ပိတ်ဖြစ်နေတဲ့လူမျိုးလေးတွေအတွက်ပေါ့နော်ရည်ရွယ်ပြီးတော့ပရိစိတ်လေးတစ်မျိုးမျှဝေပေးချင်လို့ပါလက်တွေတော်အဆင်ပြေတယ်နံပါတ်1ကတော့ကျွန်တော်စစိတ်တယ်ကျွန်တော်အဆင်ပြေတယ်ပေါ့နော်နံပါတ်2ကတော့ကျွန်တော်နဲ့ထိစပ်တဲ့ဧည့်သည်တွေကိုပေးတဲ့အခါမှာ100မှာ80ရာခိုင်နှုန်းလောက်ထိကောင်းမွန်တဲ့ရလက်တွေရလို့ပြန်ပြီးသတင်းလေးတွေကြားရတယ်ပေါ့နော်အဲ့လိုကြားရတဲ့အတွက်ဒီဗီဒီစိတ်လေးရဲ့ထူးခြားမှုကတော့ကျွန်တော်စိတ်ခဲ့တဲ့ရှောင်းမှလည်းတော်တော်လေးအမခမ်းပဲထို့ကြောင့်ဒီဗီဒီစိတ်လေးတွေကိုတင်မယ်နဲ့ကျွန်တော်မတင်ပြစ်တာပေါ့နော်အခုတော့သေချာလောက်ပြီဆိုတော့မှပို့ပြီးခိုင်မာသွားတဲ့အတွက်တင်လိုက်တဲ့သဘောပါပဲနော်ပရိလေးကတနေ့ကို108လုံးနဲ့တပတ်သားလေးရစိတ်ရမယ်လွယ်ကူတယ်တချို့လဲတီးပြီးဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါကြောင့်ကျွန်တော်မိတ်ဆွေဧည့်သည်တယောက်ကဒါမျိုးလေးတွေ online မှာလည်းတွေ့ဘူးတယ်ပေါ့နော်ကျွန်တော်အတိနောက်ကြတာလည်းဖြစ်မယ်တကယ်အတိနောက်ကြတယ်လို့ပြောရလောက်အောင်လဲဒီဗီဒီစိတ်လေးကစွန်းတယ်ပေါ့ဒါကျွန်တော်ရဲ့ကိုယ်တွေ့လက်တွေစိတ်ခက်ဥသမျှထဲမှာတော်တော်ကိုထိရောက်တဲ့ပရိစိတ်လို့ပြောရမှာပေါ့အဲ့တော့အဲ့ဒါလေးကဘာလဲဆိုတော့အရဟံမေတုခံဒေတုပရိတလုံးချအရဟံမေဇယံဒေတုပရိတလုံးချအရဟံမေသိတိကမ္မန္ဒေတုပရိတလုံးချဒီလိုလေးပရိကိုဂုံတော်လေးတစ်ခုဆိုလိုက်တလုံးချလိုက်နဲ့108လုံးနဲ့တပတ်ပဲစိတ်ရမှာဂုံတော်အားလုံးရွတ်ပြီးတပတ်စိတ်ရတာမဟုတ်ဘူးခုနဂုံတော်တစ်ကြောင်ဆိုပြီးတလုံးချရမှာအဲ့တော့ပေါ့ပါလည်းရှိတယ်နံပါတ်1ကတော့တာဝန်ဌာနတစ်ခုလည်းမဖြစ်ဘူးအရန်လုံနိုင်တဲ့သူတွေအဖို့ကတော့နည်းနည်းပေါ့နေမှာပေါ့နော်တာမန်လူတွေအတွက်ကတော့ပေါ့ပါနဲ့အောင်မြင်မှုရလာမဲ့ပရိစိတ်တစ်မျိုးလို့တေချာလေးကျွန်တော်ဘက်ကအရေးဝန်းပြောနိုင်ပါတယ်ဒီပရိစိတ်လေးအဲ့ဒါလေးဟာဒိဋ္ဌံပေးခြင်းမဟုတ်ပါဘူးနေတူကပဲစိတ်မပြတ်စိတ်ကမပြတ်အဆင်ပြေတယ်ဒီနေ့စိတ်ဒီနေ့ထူးခြားတာမျိုးကတော်တော်ရှားတဲ့အရာမျိုးပေါ့နော်လုပ်တဲ့အရာတွေမှာဒါလေးကတော့ကျွန်တော်တို့ဒီနေ့စိတ်ဒီနေ့ထူးခြားသလိုတချို့ဧည့်သည်တွေလည်းဒီလိုမျိုးဖြစ်တဲ့အကြောင်းကိုကျွန်တော်စီပြန်ပြီးတော့ပြောကြတဲ့အတွက်ဒီဂုံတော်လေးကိုကျွန်တော်မျှဝေလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီဟာလေးကိုကျွန်တော်တို့စိတ်ချင်းအဖြစ်မိမိတို့ကံကြောင်ဝိရိယအားလုံးအားကောင်းလာမယ်လို့မြင်တယ်အထူးသဖြင့်တော့လက်လာပါအရာမှာအတော်လေးထူးခြားတာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်ဒါကြောင့်အားလုံးလဲဒီလိုမျိုးအစဉ်ပြေဖြစ်ဖို့မျှဝေလိုက်ခြင်းဖြစ်ပါတယ်အားလုံးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေ